okay အားလုံးတက်လိုက်တော့ပါအခုတစ်ခါကျွန်တော်တို့လေ့လာတာပေါ့ဟောကြားလို့ရှိရင်ဒီ file permissions ဒီနဲ့ပတ်သက်တဲ့ group တွေပေါ့နော် nation ကိုလေ့လာဖို့ဖိုက်ပါfile ဒီ permissions တွေဟာလုံးဝ require ပါတယ် permissions တွေပေါက်နေရဆိုလို့ရှိရင်မှန်မှန်ကန်ကန်မပြီးသားဆိုလို့ရှိရင် system တစ်ခုလုံးကိုငါးပါးမှောက်နိုင် control လုပ်ခံရနိုင်ပါနဲ့ nation နေအန်ဒရညပါဆိုတော့ကျွန်တော်တို့ဒီမှာကြည့်ကြအောင်အခုက server ကိုကျွန်တော်တို့က CLI ပေါ့နော် command line ဘက်ကိုနည်းနည်း broad လိုက်တယ်ဖြည်းဖြည်းနည်းနည်း broad လိုက်တယ်ဆိုရင်ရရှောင်းကိုဒီရှောင်းကိုတစ်ခါလေးထားခဲ့မယ်ပေါ့နော်ဒီ file ကိုတစ်ခါ main ထားမယ်ဆိုတော့ကျွန်တော်တို့အခုကြည့်ကြအောင်ဆိုတော့ oh shit ဆိုဒီမှာစောစော bracket ကျွန်တော်တို့ ls minor al ပေါ့ဒီကောင်ထိုင်းလိုက်တဲ့အခါမှာဒီမှာဟုတ်အဲဆိုဒီရှောင်းကကျွန်တော်တို့ directory မတူတော့ဒီ file လေးမပြချင်အခုကျွန်တော် desktop ပေါ့တော့ဟုတ်လို့ရ desktop ပေါ် file ကိုကျွန်တော်တို့တစ်ခေါက်ပြန်ကြည့်ဆိုဒီမှာကြည့်ကြအောင်ဒီမှာပေါ်တဲ့စလုံးတွေကိုအဓိကကြည့်ကြမယ်ပေါ့နော် r ရ w ရ r ရ w ရဒီမှာဆိုရ drw x ဟောဒီမှာနေဒီအတူကြည့် read write execute read write မရှိဘူး execute ရှိရ read executable permission လို့ခေါ်တာပေါ့နော်ဒီ file မှာဆိုလို့ရှိရင် read write permission ပဲရှိ read ဆိုလို့ရှိရင်ဇာတ်လုပ်လို့ရတယ် file ဖတ်ကြည့်လို့ရတယ်ဆိုတဲ့ type မျိုးပေါ့ okay ဒီမှာ others တွေအတွက်ကြတော့ read တစ်ခုပဲရှိဒီသုံးခုဒီဒါလေးကိုကြည့်ကြည့်မယ် read ဒီမှာဆိုရင် d ကို main တက်လိုက်တဲ့ခါပြီးမှပဲပေါ့ read here write here execute here read here write here execute here ပေါ့နော် nation တွေကိုကြည့်ဆိုရဒီမှာနောက်ထပ် file 1 file 3မှာကြတော့ read here write here နောက်က executable permission မရှိဘူးမရှိဘူး prod တာပေါ့နော် okay အဲဆိုရင်ကျွန်တော်တို့ဒီမှာဒီ user ကိုကြည့်ကြအောင် who am I ကိုသိချင်အောင်အခုကြည့်လိုက်တယ်ဝင်ဦးဆိုတဲ့နာမည်နဲ့ကျွန်တော်ဒီဘက်မှာဝင်ထားတယ်ဒါပေမဲ့နောက်ထပ် terminal တစ်ခုမှာကြတော့ကျွန်တော်က who am I နဲ့ကြည့်မောင်ဆိုတဲ့နာမည်နဲ့ဒါပေမဲ့ကျွန်တော်ရဲ့ brain working directory ကဇာတိမရောင်းနေနေဆိုရင်ဝင်ဦးဆိုတဲ့ထိကိုရောင်းလိုက်ကျွန်တော်မောင်ကနေပြီးနေဒီဘက်ဝင်ဦးဆိုတဲ့အကောင်ကို access ရလာပေါ့ဒီမှာfile 1ထဲမှာအခုပြေးလိုက်တယ်ပေါ့နော်ဒီမှာ file 1ထဲမှာဇာရှိလည်းမသိပဲ package cd-cat file 1 ဖတ်ကြည့်လိုက်တယ်အားလုံးကိုဖတ်ရတာဇာဖဲလို့ဖတ်ရတာနေနဲ့မောင်ကနေပြီးနေ read permission ကိုပြီးထားလို့ဆိုရင်ရမဆိုခင်ကျွန်တော်တို့ဒီ read permission ကိုဇာဖဲ probe လေပေါ့ဖတ်လို့မရအောင်ဒီမှာဒီခါမှာ probe ဆိုတဲ့အခါမှာကျွန်တော်တို့ကဒီ others အတွက် probe လားဒီမှာ others အတွက်ပေါ့နော်ဒါကကြာလို့ရှိရင် user ဒီကောင်က group ဒီကောင်က others ဒီသုံးခုပေါ့နော် read write execute ဒီ rwx ဆိုတဲ့သုံးခုကိုကြည့်ဒီပထမ rwx ဒီသူက user ဒီ user ကိုယ်တိုင်ဒီ rwx ဒီ group အတွက်နောက်ထပ်ဆိုဒီ others ဆိုတဲ့တစ်ခါလူလေးအတွက်ပေါ့နော်ဒီဘက်မှာ file 1အတွက်ဆိုလို့ရှိရင် read permission ကရှိညနေဖက်လို့သူကဖတ်လို့ရတယ်ဒါဆိုရင်write လုပ်လို့ရတာဖြစ်ပြအောင် nano နဲ့ကျွန်တော် rate ခဲ့မယ် nano file 1ကို rate ခဲ့မယ်ဒါရီထားလဲဒီမှာ unwritable ဆိုပြီး number ရေးလိုက်ပြီး save လုပ်ကြည့်လိုက်မရဆိုတော့တော့ပဲ save လုပ်လို့မရတော့ဆိုတော့ no နဲ့ပြန်ထားလိုက်ပြန်ဖတ်ကြည့်လိုက်သူ့ကိုဘာဖြစ်လို့လဲဆိုရင် write permission မပြီးထားလို့ okay ညမဆိုရင်ဒီမှာအခုအရှင်ထိကကျွန်တော်တို့ဒီမှာဖတ်ကြည့် file 1ကိုဖတ်ကြည့်လိုက်တဲ့အခါမှာ my personal info ဆိုရင်ညရှင်မှာကျွန်တော်ကဒီ other ဆိုတဲ့နေရာကိုဒီနေရာကိုတော့ဟောကြည့်ထားမယ်ညနေရာကိုကျွန်တော်က write permission ပြီးလိုက်ဆိုတော့ write permission ဆိုတာဒီလဲ chmod mode plus ဒီမှာဆိုရင် write ဆိုတော့ w ပေါ့ဇာကိုပြီးပါလေ file 1ကိုပြီးလိုက်တယ် okay နောက်တစ်ခါ the ls minor al နဲ့ branch oh shit what happened oh sorry ကျွန်တော်ဒီမှာတစ်ခုမှားလာအဲ့ဒါဆိုရင်သူကပြီးရပါ other ဆိုတဲ့ဟာကိုပြီးရပါ read write ဆိုတာခုနပြီးလိုက်တဲ့ဟာကကိုယ်တိုင်ကိုပဲပြီးလိုက်တဲ့ဟာ sorry ကျွန်တော်မှားလာ memory mode ပေါ့နော် search minor mode ဆိုခါမှသူကနေပြီးနော်
ဒါပြီးဆိုရတယ် or plus w ပြီးခါမှာဒါလည်းထည့်ပလိုက်ဆိုရင်1ဒီမှာနောက်တစ်ခေါက် branch ကြည့်မယ် ls minus l နဲ့ branch ကြည့်လိုက်ဒီမှာကြည့်လိုက်ထူထားလာပထမတစ်ခေါက်ခါတော့ကျွန်တော်ကဒီမှာ plus w နဲ့ရိုင်းလိုက်တဲ့အခါမှာကျတော့ဒီနေရာကိုပဲဦးစားပေးလာဒီနေရာကအရင်ကတည်းကရှိပြီးလာတဲ့ဟာပေါ့နော်ဒါပေမဲ့ဒီမှာနောက်ထပ်တစ်ခုဆိုတိုးလာလဲဆိုခုန command plus or ဆိုတဲ့ type other ဆိုတဲ့ဟာကိုစပ်ဖို့ဟင်းနဲ့ဆို other ဆိုတဲ့နေရာမှာ writable permission ရလာတယ် writable permission ရလာဆိုရင်ဇာလုံးလို့ရတယ်မောင်မောင်ဆိုတဲ့အကောင့်ကနေကျွန်တော်ဇာပြောင်းလို့ရတာဟာဒီမှာကြည့်ပြအောင် nano file 1 problem with the history file တို့ပဲပြခုနကမဟုတ်တော့ဒီမှာ hi this is Maomao I found see security video Alan and yeah I'm read that movie so okay security one boom okay read like so the name of the hub brand yeah cd cat file 1ဒီမှာသူကမောင်မောင်ကောင်းကနေဝေါလို့ပြောင်းလို့ရတာဟာအဲ့ဆိုရင်အခုနောက်ထပ်တစ်ခါကျွန်တော်တို့ကဒီကောင်ကို pro လိုက်တယ်ပေါ့ pro ဆိုရင် plus မဟုတ်ဘူး minus နဲ့ pro လိုက်တယ်ဒီမှာပြန်ကြည့်အောင် ls minus al ပြန်ကြည့်လိုက်တော့သူ့မှာ w မရှိတော့ဘူးခုနက plus sign နဲ့လောက်လိုက်တဲ့အခါမှာသူက w ရှိဒီမှာ w ရှိ okay ဆိုတော့အခုတစ်ခါ brand rate ကြည့်အောင်ကျွန်တော်တို့ nano နဲ့ file brand ရေးမယ်ဒီမှာ unwritable တော့သူက brand နေပေါ့ဒီမှာ brand နေကျွန်တော်တို့ brand ရေးကြည့်အောင်ဆို John Taylor I found again okay control x နဲ့ထည့်မယ် y save လုပ်ရတာမရဘူး permission deny ဖိုက်လောက် okay ညမှာပဲကျွန်တော်တို့ကဒီမှာ read write ကိုလုပ်လို့ရတယ်ဆိုတဲ့ type ပဲပေါ့မျိုးဆိုရင် okay မရဘူးမရဆိုတဲ့ဖိုက်ပဲ no နဲ့ပဲ sorry ကျွန်တော်ခုနကလာနေရတယ်ဗျဒါလာနေတယ်ခုနက configure external command မရှိဒါလာနေတယ်မသိဒီကောင်နှိုက်တဲ့ဟာနဲ့မှားတယ် so control h no ဒီကောင်နှိုက်လိုက်တယ် okay နောက်ပြန်ကင်း so ls minus al နဲ့ကျွန်တော် click လိုက်တဲ့အခါမှာဒီကောင်ဒီမှာ read permission တော့ running လုပ်နေဒါပေမဲ့ others group ကိုကျွန်တော်တို့က read permission ရောမပြီးတော့အကုန်လုံး problem others group ကို reach ပါထုတ်ကြည့်ပြ minus file 1 lsl minus ပြန်ကြည့်လိုက်တယ်ဒီမှာ r လည်းမရှိတော့ဘူး w လည်းမရှိတော့ဆိုတော့ okay ကျွန်တော် read ထားလို့ရတာထားကြည့်မယ် cdk file 1နားတော့ permission deny ဖိုက်ထားတယ် okay ညမဆိုပဲနာအနေချင်းနားလေးဖို့လို့ဒါကတော့သူကဇာခေါ်လဲဆိုရင်သူ့ကို symbolic လို့ခေါ်တာ symbolic ဆိုစာသားနဲ့ကိုစားပြုတဲ့ဟာနောက်ထပ်ကဏ္ဍအနေနဲ့ဟိုမှာ7ဒီ developer လောက်ခုတဲ့လူဒီဆိုတွေ့ခုမှာပေါ့ဟိုမှာ change mode laravel ဘာလို့လေ့လာဖို့လဲဆိုရင်ဟိုမှာဒါနဲ့ဆို ch mode minus r7777 ရောပြပလိုက်တဲ့ဟာဒီဟိုမှာ my project blah 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 ညံဆိုလာပြီ permission လုံးပါလို့နေဆိုတဲ့ပဲပေါ့နော်ဆို permission ရှိတဲ့မရှိတဲ့ဟာကဒါလောက် require လဲဆိုတော့ proper ဟာ price ဒီနေရာမှာ okay ဆိုတော့နောက်ထပ်ဗီဒီယိုတစ်ခုမှာနောက်တော့တစ်ခုထပ်ပြောရအောင်